ပဲဗျာကျွန်တော်ကန်ဆုံးမှုရဒီလောက်နဲ့ရက်သွားပြီလို့မထင်နဲ့ဘူးကျွန်တော်အသက်ရှင်နေတော့ဆိုရင်ဘောမှာတော်တော်ဆိုးပါရဲ့သားကြီးရတယ်ကွာသားကြီးတော့မပါပဲပြေးပြီးပါပါတော့အဲ့ဒါပါတော့အဲ့ဒါဒီ express method အော်ကျလာနည်းနည်းဝကြည့်လေကန်ဆိုးနေတယ်အကြီးကပြည်နေတာကျွန်တော်ကိုဆောင်တဲ့ကြောင့်ပဲဗျာသူကျွန်တော်မွေးတဲ့မစောင့်ရှောက်ခဲ့တာအခုချိန်ကြီးပဲဗျာအခုချိန်ကြီးကိုမစောင့်ရှောက်သေးဘူးကွာဟာ8နိုင်တော့ထိုးနေပြီ9နိုင်လမ်းပေးတာကွာဒီနိုင်ရတယ်ကောင်လေဒီမှာမနေ့ကစားသွားအောင်လေမစားတော့ဘူးကျောင်းကအရန်တော့ကြတယ်သွားတော့မယ်ဖေးသွားရင်တော့တက်တာ သားကြီးနေဦးလေကွာ ရှင်သားတော့ဒီတိုင်းပဲအနည်းနဲ့ပြန်ရခတ်ပြီးလွဲနေတာပဲ အေးကြီးတယ်လို့ရှိရင်တော့နေတာပဲเนาะ